မျိုးသားတယောက်ဟာသူ့ကိုအချစ်ဆုံးမိန်းကလေးကိုသူကိုယ်တိုင်လက်လွတ်လိုက်ရပြီဆိုတာကိုအတန်းဖော်ဟောင်းတွေပြန်လည်ဆုံတွေ့ပွဲမှာသူ့ဤစားဟောင်းကအခုအိမ်အောင်ပြုလိုက်ပြီလို့ကြေညာလိုက်တဲ့အခါမှာပဲသတိထားမိပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့3ရက်ကမှသူဟာသူ့ရဲ့ချစ်သူလင်းရန်နဲ့လက်ထပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲလင်းရန်ရဲ့ညီမဖြစ်သူကဇလန်တပုတ်ကိုလောက်ကျန်ဖန်တီးခဲ့ပါတယ်သူမကအဲ့ဒီအမျိုးသားစီဖုန်းဆက်ပြီးသူ့မဖျားနေတဲ့တယောက်တည်းဖြစ်နေပြီးပြုစုမဲ့သူမရှိဘူးလို့လိန်ပြောခဲ့ပါတယ်အမျိုးသားဖြစ်သူကလည်းဘာမှစဉ်းစားမနေပဲသူတို့သမီးလောင်းကိုပစ်ထားခဲ့ပြီးစေယုံကိုအပြေးလွှားသွားခဲ့ပါတယ်လင်းရန်ဟာသူ့ရဲ့သူတို့သားလောင်းကသူမကိုဆုတ်ခွာသွားတာကိုမြင်လိုက်ရတဲ့အခါမင်္ဂလာပွဲကိုဖျက်သိမ်းဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိတော့ပါဘူးဧည့်သည်တွေကလည်းသူမကိုစတင်လောင်ပြောင်ကြပါတယ်တချို့ကသူမဟာမိသားစုအစစ်အမှန်တောင်မရှိတဲ့မွေးစားသမီးတယောက်ပဲလို့ပြောကြတယ်လို့တချို့ကလည်းသူမကိုဘယ်သူမှလက်ထပ်မှာမဟုတ်ဘူးလို့ပြောရကြပါတယ်ဒါတွေကိုကြားရတဲ့အခါမိန်းကလေးရဲ့ရင်ထဲမှာပို့ပြီးတော့ကြေကွဲဝန်းနေသွားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားတယောက်ဟာသူမရဲ့ရှိမှပေါ်လာပြီးမင်းကားကိုလက်ထပ်မလားဒါမှမဟုတ်လူတွေရဲ့လောင်ပြောင်မှုကိုပဲစက္ကန့်နေမလားလို့မေးလိုက်ပါတယ်ပထမတော့မိန်းကလေးကဒါကိုနောက်ပြောင်နေတာလို့ထင်ခဲ့ပေမဲ့အမျိုးသားကလက်ထပ်ထင်းများမှုလို့အရေးကြီးတဲ့အရာကိုငါဘယ်တော့မှနောက်ပြောင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါသူမသဘောတူလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့အမေကပါရိုက်ပြီးအိမ်ပေါ်ကနေချမယ်လို့ချိန်ချောက်ပါတယ်အဖေဖြစ်သူကလည်းသူမဟာသူ့ရဲ့သမီးမဟုတ်ဘူးလို့ပြောဆိုပါတယ်ရန်ဖြစ်နေကြတဲ့ကြားထဲမှာမိန်းကလေးဟာလှေကားပေါ်ကနေလိမ့်ကျသွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲအဆိုပါမျိုးသားဟာသူမရှိမှနောက်တစ်ချိန်ရက်နေပါတယ်သူကသူမရဲ့မိသားစုကိုလင်းရန်ဟာအခုငါရဲ့ဇနီးပဲမင်းတို့တွေကတယောက်ယောက်ကသာသူမကိုလက်ဖျားနဲ့ထိကြည့်ရင်ဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုမင်းတို့ကြိုက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့မိသားစုဝင်တွေဟာတုန်လှုပ်သွားကြပါတယ်အဲ့ဒီမျိုးသားဟာတကယ်တော့အင်အားကြီးမားတဲ့မိသားစုတစ်ခုရဲ့အမွေဆက်ခံသူဖြစ်မှန်းသိသွားတဲ့အခါသူတို့ရဲ့သဘောထားတွေကချက်ချင်းပြောင်းလဲသွားပါတယ်သူမကိုအိမ်ပေါ်ကနှင်ချခြင်းတဲ့သူတွေကပဲအခုတော့သူမကိုမိသားစုဝင်တယောက်ဖြစ်ပြန်တက်မှတ်ဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့အမျိုးသားကတော့ပြက်ပြက်တသားပဲလင်းရန်ကအခုငါဇနီးဖြစ်သွားပြီအခုကစပြီးငါအိမ်ကပဲသူမရဲ့အိမ်ပဲသူမကိုငါပဲစောင့်ရှောက်မယ်လို့ပြောလိုက်ပါတော့တယ်